Hi everyone, Rhythm မှာဒီနေ့မှာတော့နော် Rhythm ကဒီမှာပေါ့နော် Strawberry Keyboard Tower လေးပေါ့လားဆော့ပြရဖြစ်ပါတယ်။အကြည့်အတန်လေးကိုလည်းနားထောင်ကြည့်လိုက်ပေါ့နော်မကြည့်လိုက်။ဟုတ်ပါတယ်အဲ့ဒီလားဆော့ပြရဖြစ်ပါတယ်ပေါ့နော်။အရင်ဆော့ဝေတဲ့ဒီမှာ face လုပ်လိုက်အောင်မယ်ပေါ့နော်။ဘာလို့အကောင်းလဲမသိဘူး။ဝေတဲ့ကျဆော့ဒါလို့ထင်တာပဲ။လို့မရဘူးလားမသိremove face အရင်လောက်ရမှာလေတူတယ်နော် wait what something or something ပဲဟောဒါမဲ့ထားလိုက်ပါကဲလာ let's go ဆော့လိုက်ကြပါ wow အတန်လေးတကယ်မိုက်တယ်ကွာဘာမှလည်းမလဲတော့ဆိုတော့ let's get started ဆော့ကြမယ်ပေါ့နော်keyboard tower လေးပြောရမယ်ဆို Strawberry Milk keyboard tower လေးပါRhythm ကျောင်းတော့ပြေးသွားပြီပေါ့နော်မနေ့ပြန်ပိတ်တာပေါ့နော်ဟုတ်ပါဘူးပြောမယ်ဆိုရှင်မနေ့ပြန်ဟာဖေးရောက်သွားတယ်မနေ့ကပိတ်တာပေါ့နော်ဘာလို့မနေ့ကဘာလို့မတင်တာလဲဆိုတော့ပေါ့နော် Rhythm ကစာကြည့်နေရပါပေးလိုက်တဲ့အင်စာရကွာပြောမယ်ဆိုရှင် oi ဘာလို့ပြောမယ်ဆိုရှင်ကွာ Rhythm ကျောင်းပေးလိုက်တဲ့စာကြည့်ရမယ့် high ကပေါ့နော်တိတ်ပံဆိုရှင်9ပုတ်ပြီးရင်ပထဝီအပုတ်ကြီးတစ်ပုတ်ပြီးရင်မြန်မာစာဒါပါလေ What's this မြန်မာစာဆိုလို့ရှင်ကွာခက်စစ်14ပုတ်ကြည့်ရတယ်အဲ့ဒီအတွက်ကြောင့်မလို့ Rhythm ဗီဒီယိုမနေ့ကမတင်ဖြစ်တာပါနောက်ပြီးတော့တင်မလို့စိတ်ကူးထားတော့ကလည်းမီးရပြက်သွားဟာဒါဘာသဘောတော့ဒါကြီးပါကြီးလို့ what the hell ဆိုတော့ဒီမှာ Rhythm တို့ပြန်အောင်လာပြီပေါ့နော်ဆော့မယ်ပဲဆော့ပါမယ်ပြောမယ်ဆိုရှင် line တိတ်မကောင်းပါဘူးထစ်လဲထစ်ပါတယ်ဘာတွေဖြစ်လို့ဖြစ်မှန်းလည်းမသိပါဘူးဆိုတော့ဒီမှာ Rhythm ကိုလာချင်တဲ့သူပေါ့နော်ဒီမှာ Rhythm ခေါင်းမှာ Rhythm ရဲ့နာမည်ကြီးပေါ့နော် Rhythm X လို့ X ပါ Rhythm X ပေါ့နော်အဲ့ဒီ Rhythm ရဲ့ Roblox ကောက်ပေါ့နော်လာအဲ့လိုရပါတယ်ကွာဘာဖြစ်နေလဲလို့လာရလဲကွာတိတ်ပြောငါယုံကြည်မရှိတော့ဘူးလို့ဒီနာအဲ့ strawberry လေးဒီမှာဒီ strawberry တီးလေးယူလို့ဆက်ဆိုင်ရတယ်ဒီ game ကိုဆော့စီချင်တာဆိုတော့ Rhythm ပြောမယ်ဆို recommend တော့ပေးစီချင်ပါတယ်ဒါပေမဲ့ဆော့တော့အတန်လေးတော့ကောင်းပါမကြီး keyboard အတန်လေးတွေ like I like it but ဒါမဲ့ခုံလို့ရှင်ကွာဒီမှာဒီဘေးနာဓာကြီးတွေပါတယ်အဲ့ဒီပါနေတဲ့အတွက်ဆော့ရတာမကြီးဘူးခါရရှင်သွားလို့စမပြေအဲ့ဒီကြောင့်မလို့လိုက်တာ recommend တော့ပေးတယ်ဒါပေမဲ့အဲ့လောက်ကြီးတော့မဟုတ်ပါဘူးRhythm ဘက်က line မကောင်းလို့ပဲဖြစ်တာတော့ပြောတတ်ပါဘူးဆိုတော့ Rhythm အများကြီးဆော့နေအောင်စူးစမ်းပေးပါရဲ့ဟာဘာလို့ထင်နေတော့မစိတ်တွေလည်းညစ်ပါရဲ့ယူရိုလိုက်ပေးမယ်ဆိုယူရိုရေးလိုက်ပေးကြဖို့အတွက်တော့ဆိုချင်ပါတယ်ဒါဝင်းလားဟောဒါမလို့အောင်တော့ပါဒီso Rhythm ကို subscribe လေးမိမလုပ်ခဲ့ပြီးတော့ဆိုချင်ပါတယ်Rhythm view လေးတင်ပေးမယ်ပေါ့နော်စနေတင်နေဝင်နေမှာပဲတင်ပြမယ်ပေါ့နော် view လေးအဲ့ဒီတော့ကြောင့်မလို့လေစိတ်ရှိရှိလေးနဲ့စောင့်ပေးကြဖို့အတွက် Rhythm တောင်းဆိုချင်ပါတယ်ပြောကြတော့ပဲငါတော့ဒီစောက်ကိန်းနဲ့ကတော့ဒါ state လဲ state ဘယ်နှခုရှိတယ်လို့လည်းမသိပါဘူးချစ်စရာကောင်းလို့စောလိုက်တာပါဒါမဲ့လည်းအဲ့လောက်ရှိတယ်
တင်ဒါပါလေ oh sorry ဒါဘယ်ကိုတော့ရလဲမသိဘူး။အော်ဒါဟိုဘက်ကလက်ဝါးကြီးကိုယူတာဒါမဲ့ rhythm ယူတော့ပါလို့ခုနဟိုကလေးမလေးတော့မှာပဲတက်ပြီးသလိုဖြစ်တော့မလို့ဒီလို game နေဆိုလို့ရှိရင် rhythm သူများကိုအနိုင်မကျင်ပါဘူး။သူများတွေကိုအနိုင်မကျင်ပါဘူး။သူများတွေကိုတည်စီခြင်းနဲ့စိတ်လုံးဝမရှိပါဘူး။ဒါပေမဲ့သူတို့ကတည်စီခြင်းနဲ့စိတ်ရှိနေ။အဲ့ဒါ rhythm မပြောတတ်ပါဘူး။ဆိုတော့ပြမယ်ဆိုဒီgame ဆိုတာတိတ်ပြီးစင်မပြေအောင်ထားနေမုံတော့အတန်ကိုပြောမှာရအတန်ကိုပြောမှာမဟုတ်ပါဘူးအတန်ကိုကြိုက်ပါတယ်ဝတ်တဲ့ဖုန်းကထိနေရလားမသိဘူးပေါ့နော်ရငါစိတ်လည်းညစ်ပါတယ်လို့ဒီဆော့ရရင်ခင်ရတယ်ကွာမလီငါပြုတ်ကြရမှာနော်ဒီgame တော့တည်ရမယ်โอเคပါကဲ sorry တန်တို့ဒီလိုရောက်လာပါပြီဒါပေမဲ့ဒါကဘာလဲအေးပြုတ်ကြပါရဟဲ့ဘာတော့အစိတ်တွေညစ်ပါကျုံမကျုံလိုင်းမကောင်းတဲ့ပုံစံကြည့်လိုက်ဒီမှာတော့ wifi ကတော့အပြည့်ပဲမကောင်းတာလည်းပြောနေ VPN ခံရမှာလည်းမသိတော့ကြပါဦးငါ steak ကိုဘယ်ရောက်သွားလဲမသိဘူးအ steak ကမရှိဘူးဟောဘာတော့ကွာဒီကင်းကအော်မှာ strawberry 3လေးတွေ့ yeah မှာ strawberry 3လေးရှိရကွာအဲ့လိုရှိလို့ရှိရင်ယူလို့ရှိရင်ကွာရရပေါ့နော်ပတ်စံရပါတယ်မှာပတ်စံရပါတယ်လို့ oh my god this is cute candy cake tower ဒါကကျတော့တက်ဝေါ်ရရသွားတယ်မသိဘူးဒါကကျတော့ဒါအော်ဒီမှာ strawberry တခုတည်း yeah ဒီကိန်းဒီပါရှော့ပတ်ကြည့်လိုက်အောင်နော်ဆော့တော့မဆော့တော့ဘာလို့လဲဆိုတော့ဆော့ရတဲ့ချင်းပြပါ I don't like this tower but this tower is cute but I don't like oh my god why wow this is secret room right အဲ့တဲ့နေရာနဲ့တူရလိုက်တော့ကြည့်အောင်လားဟာရတီးပြီကွာတီးပြီဆရာနေကြီးပြပဲကွာလာလည်းမကောင်းပြောသေးတယ်နဲ့ဘာပေါ်မှန်းအောင်မသိရငါစစ်ပြီးလည်းညစ်ပါwhatever ခုနနေရာပဲကြည့်ပါတော့မကြုံတော့ရိတ်ပါမကြည့်ဘူးဟုတ်ပါsecret room နဲ့တော့ပါမယ်မင်းငါကြောက်တယ်တော့ရပြီမင်းတို့လောက်ကြည့်ကြည့်ပါလို့ဟိုရပါလားဟုတ်ကဲ့ဟလာမင်းမျိုးချင်မအောင်ကျွန်တော်ဘာဒီတော့ကျန်လာတော့လိုက်စက်တက်ကြည့်အောင်လားသူများယူကွာတည်စီနေတဲ့စိတ်လုံးဝမရှိဘူးဒါပေမဲ့သူတို့စမ်းကြည့်ချင်လေးပဲရှိတယ်ကွာလိုက်ဒါလည်းအချင်းရတဲ့ဖြစ်နေရမသိပါဘူးစိတ်စမ်းကြအောင်ညောစိတ်ကြည့်ตีไว้ล่ะโอ้ยตีไว้อยู่ก็ไม่ตีอ่ะกว่า this is good ดูด้วยပြီ so strawberry လေးပဲလိုက်ကောင်းရင်ကောင်းမလားဒီနေ့တော့ဒီမှာဝင်နေဘိုင်းစတာမခံတော့ဘဲနဲ့ကိုပိုင်းအတန်းနဲ့ပြောလိုက်တယ်ပေါ့နော်ဆိုတော့အဲ့အတန်းလေးကိုကြိုက်နေတဲ့ကြမယ်လို့ထင်ပါတယ်ဒါပေမဲ့မထင်ပါဘူး
အတိတ်မလုပ်ချင်တော့ဘူးเนาะဘာလို့လဲဆိုတော့အတိတ်